လောကလူတွေကသူများကိုအုပ်ချုပ်ဖို့သူများကိုအစိုးရဖို့ဆိုတာတွေကစ조사နေကြတာသူများကိုအစိုးရဖို့စ조사ကြတယ်တကယ်တော့အစိုးမရတာကိုယ်စိတ်ကိုအစိုးမရကိုယ်စိတ်ကိုအစိုးမရလို့စိတ်ဖြစ်တဲ့နောက်လိုက်ပြီးတော့ပြောဆိုမှုတွေပြုလုပ်မှုတွေလုပ်တဲ့အခါမှာထိုပြောဆိုမှုပြုလုပ်မှုကမမှန်ကန်တဲ့စိတ်ရဲ့ဥဆောင်မှုနောက်ဖြစ်ပေါ်သွားပြီးဆိုရင်ဆိုးကျိုးတွေကိုရရှိခံစားကြရတာဖြစ်တယ်ပေါ့ဒါမို့မြတ်စွာဘုရားရဲ့အဆုံးအမစိတ်ကိုအဓိကပဓာနာထားပြီးတော့ဆုံးမတာပဲဖြစ်တယ်ဘုရားဘာသာဝင်သူတော်စင်အနေနဲ့တခုတည်းသောကျင့်စဉ်ကိုပြောပါဆိုရင်ကိုယ်စိတ်ကိုထိမ့်သိမ်းခြင်းပဲဘုရားဘာသာရဲ့ကျင့်စဉ်ဟာဘာလို့ဆိုရင်ကိုယ်စိတ်ကိုထိမ့်သိမ်းဆောက်ရှောက်နိုင်ခြင်းဟာဘုရားဘာသာရဲ့အကျင့်ဒါကြောင့်မို့မြတ်စွာဘုရားကယန္တဘာကိုဆိုဆုံးမတဲ့အခါမှာယန္တဘာဟာသိက္ခာပုဒ်တွေလိုက်နာမဲ့ကိုကျင့်တရားတွေများလွန်းတယ်ဒါတွေကိုသူကုန်ထိန်နိုင်မှာမဟုတ်ဘူးဆိုတော့မြတ်စွာဘုရားကအဲ့ဒါတွေအတွက်စိတ်မပူနဲ့ကိုယ်စိတ်လေးကိုထိမ့်သိမ်းနိုင်ရင်လားစိတ်တစ်လုံးပဲထိမ့်သိမ်းကျန်တာတွေသာထားစိတ်ကိုနိုင်လို့ရှိရင်အလုံးကိုနိုင်သွားမယ်စိတ်ကိုထိမ့်လိုက်တာနဲ့ကျန်တဲ့ဟာတွေအကုန်လုံးထိမ့်သိမ်းပြီးသားဖြစ်သွားတယ်အဲ့တော့စိတ်ကိုမထိမ့်နိုင်ဘူးဆိုလို့ရှိရင်တော့ကျန်တာတွေလည်းမထိမ့်ဘူးပဲဖြစ်သွားတယ်စိတ်ဆိုတာကမိမိတဏ္ဍမှာဖြစ်တာမိမိကိုယ်တိုင်သာလင်သိတယ်ကျန်တဲ့ပုဂ္ဂိုလ်တွေသိနိုင်စွာမရှိသေးဘူးထို့သောထိုစိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ပြောဆိုလိုက်တဲ့စကားသံအမှုအရာပြုလုပ်လိုက်တဲ့အလုပ်ကိုကြည့်ပြီးတော့မှသူ့ရဲ့စိတ်ကိုခံမှန်းပြီးတော့ပြောဆိုကြတာဖြစ်ရှင်ကျေးတဲ့စိတ်ကထွက်ပေါ်လာတဲ့အပြောဆိုဟာယဉ်ကျေးတဲ့စကားတွေဖြစ်ရိုင်းဆိုင်တဲ့စိတ်ကဖြစ်ပေါ်လာတဲ့စကားလုံးတွေဟာရိုင်းဆိုင်တယ်ရှင်ကျေးတဲ့စိတ်နဲ့ပြုလုပ်တဲ့အလုပ်တွေဟာရှင်ကျေးတဲ့ပြုလုပ်မှုတွေလုပ်တာဖြစ်တယ်ရိုင်းဆိုင်တဲ့စိတ်နဲ့ပြုလုပ်လို့ရှိရင်လည်းကျန်တဲ့ရစတဲ့အလုပ်မျိုးတွေကိုလုပ်ကြတာပါဖြစ်အဲ့တော့လောကမှာလူယဉ်ကျေးမှုလို့ပြောတဲ့အရာတွေဟာစိတ်ကဥဆောင်နေတယ်လို့ပြောရမှာဖြစ်